ပါရှင်ဒီနေ့မှာဒီလင်းထားတဲ့ make up လိုမျိုးပေါ့နော်အရန်အထူးကြီးလည်းမဟုတ်ဘူးပေါ့ပါလေးဖြစ်အောင်ဘယ်လိုမျိုးလိမ့်လို့ရလဲဆိုတာလေးပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလိုယုံသွားယုံပြန်ကြောင်းသွားကြောင်းပြန်ဒီထောက်လေးဆိုတော့ပဲပေါ့နော်ဒီ heavy ကြီးမဟုတ်ဘဲနဲ့အရန်ပေါ့ပါဖြစ်တဲ့ make up လိုလေးကို daily make up လိုလေးကိုဘယ်လိုလိမ့်ရမလဲဆိုတာကိုကြည့်ပြပြသွားမှာဖြစ်ပါတယ်โอเคဒါဆိုရင်ညီကြီးနဲ့တူတူ make up လေးတူတူလင်းလိုက်ကြရအောင်เนาะ first step အနေနဲ့ညီကြီးတို့မျက်နှာလေးကိုတေချာလေးတက်ထားပေးရမယ်ပေါ့เนาะပြီးရင် step 1တူနာလင်းပေးရမယ်တူနာကိုညီက make up လေးမှာဖြစ်တဲ့အတွက်ဂွန်းလေးနဲ့တေချာလေးသုံးပေးမယ်ညီကြီးကလင်းပြမယ် make up look ကကြတော့လုံးဝ clean ဖြစ်ပြီးတော့ simple ဖြစ်တဲ့ make up look လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီ skin care ကိုတေချာလေးလုပ်ပေးရမယ်ပေါ့เนาะဒါကြောင့်မို့လို့ညီကြီးတူနာလေးနဲ့လေးအစားတေချာလေးမရစ်ပဲနဲ့လိမ့်ပြသွားတယ်ပေါ့နော်စိတ်ဝင်သွားတဲ့ဒီခဏလောက်တော့စောက်ရမယ်ချက်ချင်းကြီးညီတို့စီရန်သွားလိမ့်လို့မရဘူးနော်တူနာလေးစိတ်ဝင်သွားပြီးတော့မှညီတို့ step 2ဖြစ်တဲ့စီရန်လေးကိုလိမ့်ပြီးမယ်စီရန်ကိုလည်းကို့မှာရှိတဲ့စီရန်လေးကိုကြိုက်တဲ့စီရန်လေးသုံးလို့ရပါတယ်ညီကြီးနဲ့တဲ့ဒီစီရန်လေးကိုညီကြီးကတော့သုံးပါတယ်ပြီးရင်စီရန်လေးကိုလည်းခုနကလိုပဲအသားရဲ့စိတ်ဝင်သွားတဲ့အထိတေချာလေးလိမ့်ပြရပါမယ်တေချာလေးအချိန်ယူပြီးလိမ့်ပြရပါမယ်နော်စီရန်လေးတွေအသားရေးစိတ်ဝင်သွားပြီဆိုတော့မှညီကြီးကနောက်တစ်ဆင့်ဖြစ်တဲ့ moisturizer ကိုလိမ့်ပါမယ်ဒီလိုမျိုး clean ဖြစ်တဲ့ make up look လေးမှာဆိုလို့ရှိရင်ညီကြီးက moisturizer ကိုတေချာလေးလိမ့်ပြရမယ်ပေါ့နော်အဲ့ဒါမှပဲညီကြီးရဲ့ဒီ make up တာကအကြာကြီးခံပြီးတော့ glow နေပြီးတော့ glass skin လေးဖြစ်သွားတဲ့ပုံစံမျိုးလေးဖြစ်သွားမှာပဲเนาะခုနကလိုပဲ serum လိမ့်တယ်လို့ပဲ moisturizer ကိုလည်းတေချာလေးအသားရဲ့စိတ်ဝင်တဲ့ဒီလိမ့်ပေးပါမယ်ရှင်နောက်ဆုံးကတော့ညီ sun cream ကိုတေချာပေါက်လိမ့်ရမယ်ဘာလို့လဲဆိုတော့ဒါကညီနေဘက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီတို့မျက်နှာနေလောင်တာတွေအိုမီးရော်မှုတွေကာကွယ်ဖို့အတွက် sun cream ကိုတော့တေချာလေးလိမ့်ပေးပါရှင်အခုနေ့ကြီးလိမ့်ပြသွားသလိုမျိုး skin care step တစ်ခုချင်းစီတိုင်းကိုတေချာလေး GU design နဲ့အသားရဲ့စိတ်ဝင်တဲ့ဒီလိမ့်ပေးဖို့လိုအပ်ပါရဲ့ရှင်ဒါမှနေကြီးရဲ့ make up look လေးကအသားတက်လာမှာပေါ့နော်ဖြည်းဖြည်းကြာလာတဲ့အမြ။ Okay ဒါဆိုနေကြီးက day cream လေးကိုသုံးပါပါနေကြီးက no use foundation ပါရှင်နေကြီးကနေ့တိုင်း make up တိတ်လိမ့်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ foundation ကြီးနဲ့အမြဲတမ်းမလိမ့်နိုင်ဘူးပေါ့နော်ဒါကြောင့်မို့လို့ day cream လေးကိုပဲလိမ့်ဖြစ်ပါတယ်foundation ကြတော့နေကြီးပဲလေးညာလေးတကယ်သွားမှပဲလိမ့်နေပေါ့နော်ဒီတိုင်းယုံသွားယုံပြန်ကြောင်းသွားကြောင်းပြန်လောက်ကတော့နေကြီး day cream လေးပဲသုံးပါတယ်ဒီ day cream လေးကိုတော့နေကြီးအရန်ကြိုက်ပါတယ်သူကလုံးဝအသားနဲ့ကိုညီသွားရပေါ့နော်ကိုကညိုတယ်ဆိုလို့ရှိရင်တော့ဒီ day cream လေးရလို့ရှိရင်သူလိမ့်ထားရင်းနဲ့ကိုသူအသားရောင်နဲ့ကိုလုံးဝညီသွားစေရပေါ့နော် moisturizer ဓာတ်လည်းအပြည့်ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုး day cream လေးတွေသုံးဖို့နေကြတော့ recommend ပေးပါတယ်ရှင် foundation နေရာကြတော့နေတို့ညဘက်ပြန်ရောက်လို့ရင် make up တိကျမဖြတ်ရင်အဆင်မပြေဘူးပေါ့နော်ဒါဆိုရင်ဒီမျက်ခုံးမွေးလိစဆွဲရပါတော့မယ်မျက်ခုံးမွေးတော့နေကြဒီလိုမျိုးလေးသုံးတယ်ပေါ့နော် eyebrow ကိုပထမနေကြဒီ cream လေးနဲ့သုံးတယ်ပေါ့နော်ဒီ cream လေးကိုအရင်ဆုံးဒီမျက်ခုံးမွေးရှိရဲ့ shape တိုင်းကိုဒီ brush လေးယူပြီးတော့နေကြအရင်ဆုံးသုံးလိုက်တယ်ပေါ့နော်တောင်းနေကြီးအချိန်လေးယူပြီးတော့တေချာလေးတုံးလိုက်တယ်ပြီးလို့ရှိရင်အပေါ်ကနေပြီးတော့ဒီမှာဒီဘေးမှာပါတဲ့ဒီအမှုတ်ကိုအပေါ်ကနေတစ်ထပ်နေကြီးနည်းနည်းလေးထပ်ဖြည့်လိုက်တယ်ပေါ့နော်ဒါဆိုရင်နေကြီးရဲ့မျက်ခုံးမူလေးကဒီလိုလေးထွက်လာရပေါ့နော်โอเคဒါဆိုနေကြီးမျက်ခုံးမူနှစ်ဖက်လုံးရပါပြီရှင်အရင်ကြီးလည်းမထူဘူးပေါ့နော်အခန်းကြီးလေးကိုနေကြီးအောက်ခံနေနဲ့ဒီဟာလေးကိုနည်းနည်းလေးတုံးထားရပေါ့နော်အောက်ခံနေနဲ့တုံးထားတာပါရှင်နေကြီးနှခမ်းကြီးလေး long lasting ဖြစ်အောင်ပြီးရင်တော့ဒီမာလီကြီးပါနီလေးသုံးမယ်ပါနီလေးကိုတော့ဒီကြဒီ eye shadow palette ထဲကပဲဒီ baby pink color လေးကိုအရန်ကြိုက်လို့ဒါလေးကိုပဲဒီသုံးဖြစ်နေပါရဲ့ရှင်ဒီဟာလေးကိုဒီနှာခေါင်းလေးတစ်ဝိုက်မှာပါ pink color လေးကိုသဘောကျလို့နေကြီးမျက်နှာတစ်ခုလုံးပေါ့နော်ဒီမျက်လုံးလေးတွေပါဒီလိုမျိုးလေးအောက်ခံလေးအနေနဲ့ထည့်ပေးလိုက်တယ်ပေါ့နော်ဒီလိုမျိုး baby pink color လေးပေါ့နော်ကိုကဒီ peach color လေးနဲ့လိုက်တယ်ဆိုလို့ရှိရင်လည်းလေးပါရှင်ပြီးရင်တော့ eye shadow လေးမှာပါ eye shadow ကိုနေကြီးကဒီအောက်ဆုံးက3ခွက်နဲ့ဘဝရွှေရောင်ခွက်လေးသုံးမှာဒီမှာအညူရောင်ဖြစ်တဲ့အပြော့ဆုံး color ကိုနေကြီးအရင်ဆုံးယူရယ်ပြီးတော့အဲ့ထောက်ကိုအရင်ဆုံးပေါ့နော် eye shadow ယူရတာများနေတာကိုအရင်ထည့်ပြီးအဲ့ဒီများသွားတာကိုဘေးမှာသုံးပြီးရင်အနောက်မျက်လုံးရဲ့ဟိုအနောက်ဘက်ပေါ့နော်ဒီနှာခေါင်းသားရှိတဲ့မျက်လုံးသားကိုထည့်နည်းလေးသွားလိုက်တယ်ပြီးရင်ဒီဘက်ထောက်ကိုနေကြီးထည့်တယ်ပြီးတော့မှဒီမျက်လုံးနှာခေါင်းဘက်ရှိတဲ့နေရာကိုဆွဲသွားရပေါ့နော်ဒါဆိုနေကြီးဘလန်းလိုက်တာကဒီလိုလေးဖြစ်သွားပါပြီရှင်
โอเคဒါဆိုရင်နောက်ထပ်သူ့ထက်ရင်းနဲ့တဆင့်ရင်းနဲ့အယောင်ကိုယူပြီးတော့ခုနကအဲ့ထည့်တဲ့အဲ့ဒီထောက်နာလေးမှာပဲနေကြီးထည့်လိုက်တယ်နည်းနည်းလေးပဲထည့်ပေါ့နော်ဒါကိုတော့ကဲပြီးအဲ့ဒီကအကြံလေးနဲ့ဒီဘက်ကိုနည်းနည်းလေးဆွဲလိုက်တယ် blush လုပ်လိုက်တယ်ပေါ့နော်ပြီးရင်ဒီအမဲလေးကိုတော့ဒီလိုမျိုး blush လေးကိုသုံးပြီးတော့သုံးလိုက်တယ်ပေါ့နော်ဒါကိုနေကြီး eyeliner အစားသုံးပြုတ်ပေးတာဖြစ်ပါတယ်ဒါကိုအမဲရောင်လေးကိုနေကြီးအဲ့လိုလေးသုံးလိုက်တယ်ပြီးအောက်နာလေးကိုပါနည်းနည်းလေးခြေပေးလိုက်တယ်ပေါ့နော်ပြီးဒါလေးကိုနည်းနည်းလေး blend လုပ်ပြီးမှဖြစ်ပါတယ်ဒါခုနသုံးခဲ့တဲ့ဒီ brush နဲ့ပဲနေနည်းနည်းလေး blend လုပ်ပြီးလိုက်တယ်ပေါ့နော်အဲ့ဒါမှနည်းနည်းလေးပို့ပြရအောင်ပြီးဒီရွှေရောင်လေးကိုနေလက်ကလေးနဲ့ပဲယူပြီးတော့ဒီမျက်လုံးရဲ့မျက်ခွန်ပေါ်မှာပေါ့နော်ဒီဘက်တောက်ဆိုမျက်ခွန်ပေါ်မှာနည်းနည်းလေးထည့်ပေးလိုက်တယ်ပေါ့နော်โอเคဒါဆိုနေကြီးရဲ့မျက်လုံးချေတာလေးပြီးသွားပါပြီဒါပြီးတော့နေကြီးအရန် glow glass skin လေးလိုမျိုးဖြစ်ရအောင်ဆိုပြီးတော့ဒီနှာခေါင်းနားလေးမှာပေါ့နော်အဲ့ဒီ eyeshadow palette တွေကအဲ့ဒီ glitter လေးကိုသုံးနေပေါ့နော် glitter လေးကိုနေကြီးသုံးပါတယ်ရှင်ဒါလေးကဒီတိုင်းကျတော့သိမမြင်အောင်ပေါ့နော်ခဏနေနေကြီးမီးလေးနဲ့ထိုးပြမယ်ပေါ့နော်โอเคဒါဆိုဒီလိုမျိုးလေးရလာပါပြီနှစ်ဖက်ကဒီဘက်ကမချေရသေးဘူးဒီဘက်ကမျက်လုံးချေထားရပေါ့နော်ပြီးရင်နေကြီးကဒီမျက်တောင်ကော်ရဲဟာလေးကိုသုံးပြီးတော့မျက်တောင်ကော်မှာပါအရင်ဆုံးမျက်တောင်ကိုနေကြီးဒီလိုမျိုးလေးကော်ထားတယ်အရင်ဆုံးသူ့ကိုဒီလိုအဲ့လိုဆွဲထားပြီးပေါ့နော်ချက်ချင်းမလွတ်လိုက်ဘဲနဲ့9ချက်လောက်ဆွဲပေးပါနေကြီးဒါလေးကိုသုံးပါပါမျက်တောင်ကော်စီကိုမျက်တောင်ကော်ရဲကနေကြီးဒီမျက်လုံးတောက်ကိုအဲ့လိုမျိုးလေးဆွဲပြီးတော့မှဒီလိုမျိုးလေးကော်တာကမျက်တောင်တစ်ခုလုံးကော်ပြီးတော့မပီဘူးပေါ့နော်ဒီတိုင်းလေးကော့ဖို့အကြံပေးချင်ပါတယ်ရှင်ပြီးရင်တော့မျက်လုံးအောက်ကိုလည်းနည်းနည်းလေးယူပြီးတော့ကော့မှာဖြစ်ပါတယ်အမမျက်တောင်မရှိရှိလေးတွေနဲ့ကြည့်လို့ကောင်းရအောင်ပေါ့နော်โอเคဒါဆိုနေကြီးမျက်လုံးချေတာပြီးသွားပါပြီဒါဆိုနီနှစ်ဖက်လုံးချေလို့ပြီးသွားပြီပေါ့နော်နောက်ဆုံးအစတင်တစ်ခုပဲကြံပါတယ်အဲ့ဒါကနေကြီးနှခမ်းနီဆိုဖို့ပါနှခမ်းနီကိုတော့နေကြီးဒီအယောင်လေးရမ်းကြိုက်လို့ Novo ကနေပြီးတော့ဝယ်ထားရပေါ့နော်ဒီ Novo ကဒီနှခမ်းနီလေးကိုသုံးပါပါဒီဟာကကြတော့နေကြီးကုံသွားတဲ့နှကန်းနီရဲ့အတန်တစ်ခုပေါ့နော်အဲ့နှကန်းနီကုံသွားတဲ့နှကန်းနီအတန်တစ်ခုကိုယူပြီးတော့ဒီ Novo ကဒီနှကန်းနီလေးကိုနေကြီးယူပြီးတော့ဆိုမှာပါအဲ့အောက်ကိုအများကြီးစုလိုက်တယ်ပြီးတော့နေကြီးနှကန်းလေးကိုထူထူလေးပြည့်ခြင်းလို့အဲ့နှကန်းပေါ်ကအချိုက်ကလေးဖြစ်နေတဲ့နေရာကိုနေကြီးနည်းနည်းလေးပေါ့နော်တုံးလိုက်တယ်ပြီးတော့အောက်မှာအများကြီးစုရတဲ့ကြောင့်နေနှကန်းတစ်ခုအဲ့လိုမျိုးလေးစီးလိုက်တော့နေကြီးနှကန်းလေးကထူထူလေးလို့ဖြစ်သွားရေပေါ့နော်ဒါဆိုရင်တော့နေကြီးလှလှလေးရပါပြီရှင်အဆုံးဒီတ िश ပေးတဲ့သူတယောက်ချင်းဒီကိုကျေးဇူးတင်ပါတယ်ရှင်ဒီလိုမျိုး makeup tip လေးတွေကိုလွယ်ကူတဲ့နည်းလမ်းလေးနဲ့ဘယ်လိုမျိုးပြင်လို့ရသေးလဲဆိုတာကိုသိချင်တော့ညီကြီးရဲ့ channel လေးကို like and follow လေးလုပ်တော့ပြပါအောင်ရှင်